ဒီဘောအုပ်ချုပ်ရေးဥက္ခရကိုယ်တိုင်ဖမ်းခိုင်းလိုက်တာခုဒီအိမ်နဲ့ဆိုင်တဲ့လူကိုပြောလိုက်လေသူတို့အရာရှိပြောလိုက်လောက်တော်အောင်ပြောလိုက်ဒီဝိုင်းအဒီစကားလိုက်ဟဲလိုက်လို့ကြောက်တယ်ခွန်းအကုန်လုံးကိုကြောက်တယ်ဗီဒီယိုလည်းကြောက်တယ်ဒီလောက်ကြီးဒီကိုပြည်သူတွေကိုနှိပ်စက်တာကိုအော်တော့ကိုမဆုံးဘူးပါရင်းနှိပ်စက်တာဟုတ်ပါဒီနဲ့စကားလိုက်ဟဲလားဒါကိုကြောက်လို့လေတို့က
Hello